အလုံးစုံဓမ္မတွေကိုရေးကိုကြိုးစားကြပါဆိုတာတိုက်တွန်းတယ်နော်ကိုရေးကိုကြိုးစားကြပါဆိုတာတိုက်တွန်းတယ်ကိုရေးကဘာလဲမလဲဓမ္မတွေမေးလို့ရှိရင်ဖြင့်ကိုယ်ကိုဒုက္ခသစ္စာကိုယ်တမှုရိယာကလှုပ်ထားလို့ကိုယ်ဒုက္ခသစ္စာဖြစ်ရတယ်ကိုယ်တမှုရိယာကလှုပ်ထားလို့မိမိခန္ဓာကိုယ်ကြီးဒုက္ခသစ္စာဖြစ်ရတယ်ဩဒီဒုက္ခကြီးရောက်တယ်ကြားပြမှာခရလာပေးလို့ဖြစ်တဲ့ဒုက္ခသစ္စာလားသို့ရင်းမို့မိမိတို့သဏ္ဍာန်ရှိတဲ့ခင်မှုငယ်မှုကျင်နာမှုဆိုတဲ့သမှုရိယာကဘဝတောင်းလာတဲ့သမှုရိယာသာသမီတွေခင်တွဲတဲ့သမှုရိယာပစ္စည်းခင်တွဲတဲ့သမှုရိယာဒီသမှုရိယာတွေကလှုပ်ထားတာလားလို့မေးလို့ရှိရင်သမှုရိယာတွေကလှုပ်ထားတဲ့ခန္ဓာဒုက္ခသစ္စာဒီခန္ဓာဒုက္ခသစ္စာဘယ်သူကလှုပ်ထားပါလဲဟောတယ်ပဲဓမ္မတို့ကိုရေးထားတဲ့အယုတ်ကိုကိုဖြည့်ရင်ပြီးရမယ်ကိုရေးထားတဲ့အယုတ်ကိုကိုဖြည့်ရင်ပြီးရမယ်ဒါပြန်ကိုသမှုရိယာနဲ့ရေးထားတဲ့ကိုယ်ခန္ဓာယုတ်ကလကြီးကိုဉာဏ်ဒီဟုသောဓမ္မတို့ဥပဒနာဉာဏ်မဲ့ဉာဏ်နဲ့ဖြတ်ပြလို့ရှိရင်လေဒီဒုက္ခယုတ်ကြီးဟာပြတ်သွားမှာအခုတော့ရေးတဲ့ဖြတ်တော့မဖြတ်တတ်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးရောက်ရေးတဲ့ဖြတ်တော့မဖြတ်တတ်တဲ့အဓိပ္ပာယ်ရောက်နေတော့ဘုန်းကြီးဓမ္မတွေအရေးကသာကဲပြီးအဖြက်ကလုံးဝမပါတော့ဒုက္ခတွေပွားနေအဲဒါကြောင့်ယနေ့တရားဒီဓမ္မတို့မနေ့ကတရားပဲအဆုံးသတ်ပါလိမ့်မယ်ဘုရားရှေ့ပိုင်းမှာဓမ္မတို့ကိုလိုရင်းလေးတစ်ချက်ကိုလည်းမှတ်ပါဦးလိုရင်းတစ်ချက်ကဘာလဲမလုံးလို့မဲတဲ့ခါကျတော့သာသနာကြီးနဲ့တွေ့ရပါလို့ဤဆိုတဲ့ဓမ္မတွေခြူတောင်းဟာဖြင့်ဒကာကျွယ်ပြည့်နေပြီသစ္စာတရားများကိုလည်းနားနိုင်တဲ့ကိုဖြစ်ရပါလို့ဤဆိုတဲ့နောက်ဘဝခြူတောင်းလဲဒကာသစ်တို့ဥမာရင်တို့ပြည့်ပြီခြူတောင်းပြည့်ပြီးကြလားနေ냐တော့လေတဲ့ကိုယ်တိုင်လောက်ရမယ်အရေးလေးကိုမလောက်လိုက်လို့ရှိရင်ဒီခြူတောင်းကငုံသွားမယ်မြုံသွားမယ်လို့မှတ်ပါငုံသွားပဲမြုံသွားမယ်ဆိုတော့ဓမ္မတို့တရားမဟုတ်ပါဘူးပြည်ပြီးသားခြူတောင်းဥမာမှာကြားလေးတစ်ခုရေထဲကတက်နေရောင်လေရောင်နဲ့နေရောင်တို့လေတို့နဲ့မတွေ့ရလို့ရှင်ဒီကြားလေးကငုံရဲ့နဲ့ပဲပွင့်ရင်ကားရင်ဖြစ်တော့မရောက်ဖဲနဲ့ဆုံးရှုံးသွားမှန်ပါဗျာဒါဘာလို့ပါလဲမလဲလို့မေးတဲ့ခါကျတော့ဘုန်းကြီးဓမ္မတွေကမှာဩအကူကြီးနေလေလို့နေလို့ပါလားမှန်ပါဗျာအကူကြီးနေလေနေတော့လေတော့လိုးနေပြန်လို့ရှိရင်ဒီကြားလေးကငုံရကနေသာ၆သွားရတယ်ဥမာရင်စွန့်စွန့်ကာပွင့်ဖို့မရဘူးမှန်ပါဗျာသဘောကျဒါပါလို့တော့ဆိုတော့အကူကြီးလို့ရှင်းပါဒီမှာလည်းဘုန်းကြီးတို့ဓမ္မတွေမှာတဲ့ဘုရားဘာဝနာနဲ့တွေ့ကျုံကဘာလို့တွေ့ကျုံကဘာလို့ဆိုတော့ရေကတော့တက်လာတဲ့ကြာနေတာတူးနေမှန်ပါဗျာငါးစာလိမ့်စာကြာမဟုတ်ဘူးမှန်ပါဗျာရေကကိုတခါတည်းရေပေါ်တက်လာတဲ့ကြာပဲမှန်ပါဗျာသစ္စာလေးပါးတရားနာဟောနိုင်တဲ့ပုဂ္ဂိုလ်နဲ့တွေ့ရဘာလို့ဆိုတဲ့ဥစ္စာပဲတွေ့နေကြတယ်မှန်ပါဗျာဒါလည်းငါးစာလိမ့်စာဖြစ်တဲ့ကြာမဟုတ်ပါဘူးမှန်ပါဗျာဘုံပေါ်ဒီရေပေါ်တက်လာတဲ့ကြာပါပဲမှန်ပါဗျာသစ္စာလေးပါးတရားကိုထောင်းနိုင်တဲ့နာပြည့်စုံရပါလို့ဆိုတော့လေဓမ္မတွေမှာထောင်းနိုင်တဲ့နာကရကြတယ်မှန်ပါဗျာဒါပေမဲ့ငါးစာလိမ့်စာကြာမဟုတ်ဘူးမဟုတ်ပါဘူးဗျာရေပေါ်တက်မဲ့ကြာပဲမှန်ပါဗျာအဲကဲတော့ရေပေါ်တက်ပြီးကြလားလာညာတော့လေနေကမထွက်တဲ့နေလေကမတိုက်တဲ့နေဆိုလို့ရှိရင်ဒီကြာသည်တကားသိငုံရဲနဲ့ပဲ၆ပွဲဟုတ်ပါဗျာဘာလို့ပါလဲမလုံးလုံးမေးတော့မှဘုန်းကြီးဓမ္မတွေမှတ်လိုက်ပါအကူကြီးလို့ဒီမှာလည်းဘာမင်းပြည့်ပြီးသားခြူတောင်းနေတဲ့အကုန်ကြီးညပြီးသားပုဂ္ဂိုလ်တွေမှာတည်လည်းဖြစ်သွားပါပြီအခုပြောတဲ့အဓိပ္ပာယ်တွေလည်းဆုံးပါပြီသို့တော့နေလေနဲ့တူတဲ့ကိုယ်ကြာလေးပွန့်မှုက
အကူကြီးကလိုသေးတယ်အကူကြီးရလို့တော့ဘုရားကအခုပြောလိုက်တယ်ပါရမီပဲလို့ပဲစုံစုံกว่าဓမ္မနုဓမ္မပฏิပတ်တိအလုံးမလုံးလို့ရှိရင်ငုံပြီးပြတ်သွားတာရှင်းလားရှင်းပါပါဓမ္မနုဓမ္မပฏิပတ်တိအလုံးကိုမလုံးရင်ဗါတဲ့ငုံပြီးပြတ်ပါဗျာဒီမှာလည်းဓမ္မတို့ညံနေရမြုံပြီးဒီကလာသုတေစိတ်ကကြသွားမယ်မှန်ပါဗျာအမှန်မနာဘူးလားမှန်ပါဗျာအဆုံးကြီးဆုံးလာပြီးတော့မှတကယ်အရေးကြုံတာလေးတစ်ခုအရေးကြီးတာလေးတစ်ခုကိုမဖြစ်ဆွတ်လိုက်ရတာနဲ့ဘုန်းကြီးဓမ္မတွေအနာကြီးနာရမှန်ပါဗျာသဘောပါကြပါပါဗျာဒါဖြင့်ဘာလေးဟာအရေးကြီးတယ်ဆိုတာပေါ်ရောပေါ်ပါဗျာဘာပါလဲကိုကြီးကဘာပါလိမ့်မလဲလို့မေးတော့ဓမ္မာနုဓမ္မပฏิပတ်တိမှန်ပါဗျာအကူကြီးကဘာပါလိမ့်ဓမ္မာနုဓမ္မပฏิပတ်တိပါရမီတွေအကုန်ဆုံးနေတာတောင်းမှသူမပါလို့ရှိရင်တခါကျွယ်ချိုးမကြဘာလို့ဒကာဓမ္မတွေနာကြည်ကြီးနဲ့ထောင်းပြီးကြလားဩတပည့်ရတယ်စုံပြီးကြလားဒါမပါလို့ရှိရင်လည်းဥမာလည်းခရီးမရောက်ပါဘူးဒါဖြင့်ရတဲ့ဒကာဓမ္မတွေမှာဒီလည်းဖြစ်ပြမြင်ဒီဖြစ်နေပြီမှန်ပါပါဖြစ်မှုလေးမရှိဘူးသိနေဒီကဖြစ်နေပြည့်ပင်ပညာဆိုလဲကိုတိပင်ပညာဆိုလဲဓမ္မနုဓမ္မဝိပတ္တိဆိုတဲ့လောကုတ္တရာတရားနဲ့လျော်တဲ့မဲ့ပေါ်မလုံးနိုင်သေးလို့ရှိရင်ဖြင့်တဲ့ငါးစာလိပ်စာကြာနဲ့ကြာပင်လေးတွေတချို့နေရာကြတော့ငါးတို့လေးတွေကစားသွားတယ်တချို့ကြာပင်လေးတွေကြတယ်ရေပေါ်မှာဆွန့်စွန့်ကားကတက်နေတယ်အဲဒီတော့ဆွန့်စွန့်ကားကတက်နေတဲ့ကြာဖြစ်ပါရဲ့သားနဲ့မပွင့်မဲနဲ့ငုံပြီးဒီကာလ6တွေ့သွားရတယ်ဆိုတာဒီအကူကြီးဖြစ်တဲ့ဓမ္မာနုဓမ္မပฏิပတ်တိလိုတဲ့တွေ့တရားဓမ္မတို့ဘေးရလို့ဖြစ်သွားမယ်မှန်ပါဗျာဘေးရမှာဓမ္မာနုဓမ္မပฏิပတ်တိဟောကန်နေမှလွတ်သွားတယ်မှန်ပါဗျာရှင်းမလားရှင်းပါပြီဒါရဘုန်းကြီးတရားဓမ္မတွေဒီနေ့ဘာဖြစ်ရမလဲဆိုတော့ပေါ်ကြဘာဖြစ်ရဓမ္မာနုဓမ္မပฏิပတ်တိဒါသိသေးအာရေးကြည့်တယ်ဆိုတာသေချာမှတ်နော်မှန်ပါဗျာပါရမီပြည့်စုံပြီးသားဖြစ်စေခံမှုဒကာဓမ္မတို့လူဘဝရတယ်သရသမ္ပါတိနဲ့ပြည့်စုံတယ်သစ္စာလေးပါးဟောရတဲ့ဆရာနဲ့ကျုံတယ်သာသနာ့တွင်ကျုံတယ်ထုံးတဲ့နာရှိတဲ့ဓမ္မနဲ့ဓမ္မပฏิပတ်တိမပါရင်ဥမာရင်သွားတယ်မှန်ပါဗျာမုံသွားတယ်မြုံသွားတယ်ဆိုတဲ့အတိတ်ပဲဟာအမှန်ကြောက်ရကောင်းမှန်ပါဗျာမရှုံးဘူးလားရှုံးပါဗျာဒါတွေသိရတော့မှအိုးဒါဖြင့်တို့တွေကလည်းဆိုလို့ရှိရင်ဖြင့်ဖြစ်စရာလေးနည်းနည်းလေးနဲ့တတံတရားနဲ့ပြန်မြုပ်သွားရမယ်ဆိုလို့ရှိရင်ဖြင့်ကိုရှုအကြီးကျယ်နေတာပဲဆိုတဲ့ဥစ္စာမှတ်လိုက်စမ်းမှန်ပါဗျာဒါဖြင့်ဒကာကျော်ဘာရေးကြည့်ပါလဲမှန်ပါဗျာဓမ္မတို့ဒီရေးကိုခွန်ကြီးဆွေးဆွေးနွေးနွေးနဲ့ဒကာဓမ္မတွေကိုကရုဏာရှိထားပြီးအကြီးကျယ်ပြောတယ်ဆိုတဲ့ဥမာရင်တို့ရိပ်မိပါပြီရိပ်ပါဗျာအကုန်စုံပြီးသားဟင်းအကုန်စုံပြီးသားစားလေးတစ်ခုလိုတော့တယ်ဆိုရင်အကုန်ပြတ်တာမှန်ပါဗျာဟင်းကရိယာအကုန်စုံရတာစားမပိုင်ပြတ်ပါဗျာဒီမှာလည်းပါရမီတခြားပါရမီတွေအကုန်စုံရတော့လေဓမ္မနဲ့ဓမ္မဝိပတ္တိစားမပိုင်အကုန်ပြတ်ပါမှန်ပါဗျာဒါကြောင့်ဥမာရင်တို့ဒကာသစ်တို့အသေးကမဥခင်ဓမ္မနုဓမ္မပฏิပတ်တိကဥအောင်ကြိုးစားပါမှန်ပါဗျာဒကာကျွေရိပ်မိပြီရိပ်မိပါဗျာအသေးကမဥခင်ဓမ္မနုဓမ္မပฏิပတ်တိဒါတော့ဖြင့်ဒကာကျွေဥမာရင်တို့ဆရာမကြီးတို့မလျှော့နဲ့နော်မှန်ပါဗျာဒါလျှော့လိုက်လို့ရှင်းပြင်ပြီးပြီးသားအကြောင်းတွေအကုန်ပြတ်မှန်ပါဗျာပြီးပြီးသားအကြောင်းတွေအကုန်ပြတ်ပါဗျာအကုန်ပြတ်ပါပဲဆိုတဲ့ဥစ္စာတကယ်ကြွေအနာဆုံးချက်မှုဒီနေ့ရှေ့ပိုင်းမှာသတိပေးပါတယ်ဓမ္မနဲ့ဓမ္မပฏิပတ်တိဆိုတာရှားမဟုတ်ပါဘူးဖြစ်ပြတဲ့မဲ့နဲ့ကြိုက်ဖို့ရည်ကြီးဓမ္မနဲ့ဓမ္မပฏิပတ်တိဆိုတာဘာပါလဲဖြစ်ပြတဲ့မဲ့နဲ့ကြိုက်ရင်ဓမ္မနဲ့ဓမ္မပฏิပတ်တိဖြစ်ပါပြီဖြစ်ပြတဲ့မဲ့နဲ့ကြိုက်ရင်ဒါဖြင့်ဓမ္မနဲ့ဓမ္မပฏิပတ်တိမှာမပါလို့ရှိရင်ဖြင့်ဘုရားနဲ့တွေ့ရပါလို့ဆိုတော့တွေ့သွားတာရှိတယ်ကိုယ်မဉ္ဇဉ်ဖွညာမပွင့်ရဓ
သဘောကျသာသနာကြီးနဲ့ကျုံရပါလို့ဆိုတော့ကျုံတာပဲရှိတာပဲကိုယ်ကနဲ့မဉ္ဇဉ်ဘုံညာပွင့်ရသစ္စာတရားကိုဟောနိုင်တဲ့ပုဂ္ဂိုလ်နဲ့တွေ့ရပါလို့ဆိုတော့တွေ့ကြဓမ္မနုဓမ္မပฏิပတ်တိအလုပ်ကိုကိုယ်ကမလုပ်လိုက်လို့ရှင်းလည်းမဉ္ဇဉ်ဘုံညာမပွင့်ရဒင်းနာပါလားဓမ္မတို့သစ္စာတရားကိုထောင်တတ်တဲ့နားနဲ့ပြည့်စုံရပါလို့ဆိုတဲ့တရားဓမ္မတွေနောက်ကအားခဲလာတာကြီးတဲ့အခုတွေ့ရပါတယ်နားတော့လေဓမ္မအနုဓမ္မပฏิပတ်တိဖြစ်ပြတဲ့မနဲ့မကြိုက်သေးပြန်ရင်လည်းတရားသိမဉ္ဇဉ်ဘုံညာမပွင့်ဘူးမပွင့်ပါဘူးရှင်းကြရှင်းပါဒါပြန်မဉ္ဇဉ်ဘုံညာဟာတရားဓမ္မတို့ဓမ္မရိဓမ္မပฏิပတ်တိအကူကြီးကင်းမရနိုင်ရှင်းကြရှင်းပါမဉ္ဇဉ်ဘုံညာမရနိုင်ဘူးဆိုတာဘုန်းကြီးတို့ဓမ္မတွေသိကြပါဒါဖြင့်ဘုရားကဘာရေးကြည့်ဒါတိရစ္ဆာန်တွေကိုပြောတာမဟုတ်ဘူးနော်တိရစ္ဆာန်တွေတော့ဘုရားသာသနာနဲ့မကြုံဓမ္မတွေသိတဲ့အတိုင်းထောင်တတ်တဲ့နားကလည်းမပါဟောတဲ့ပုဂ္ဂိုလ်ဟောလို့သူနဲ့မဆိုင်သဘောကျသူတို့ကြတာကိုဒီဖြစ်ရင်လေတစ်ခုလိုတော့တယ်လို့ခွန်ကြီးတို့လည်းဟောဖို့မလိုဘူးဘုရားကလည်းပြောဖို့မလိုဘူးဒီဓမ္မတွေတော့ဖြစ်ရင်လေတစ်ခုလိုတော့တယ်ဘုရားဓမ္မလည်းဖြစ်ရင်လိုပါဗျာဟောဒါဖြင့်ဓမ္မတို့ဖြစ်ရင်လေတစ်ခုလိုတယ်ဆိုတဲ့ဥစ္စာဒီကားလို့ဆိုလို့ရှိရင်ဖြင့်ကိုယ်တာဝန်လေးတစ်ခုပဲလိုတော့တယ်ဘုရားဝန်လေးတစ်ခုပဲဒီတစ်ခုလေးနဲ့ဖြင့်ဘုန်းကြီးဓမ္မတွေအသေးဆုံးမခံလိုက်ပါနဲ့တခါကျဘယ်လိုမှားပါလိမ့်အသေးမစောကြည့်ပါနဲ့ညာငါဥပဒေအသေးကမစောပါသေးနဲ့ညာငါဥပဒေဆိုတဲ့ဥစ္စာနဲ့နာတော့မှစူးလို့ခိမနောက်ဆုံးမိတ်တလုံးကလေးနေရမှာဟုတ်လားငါးလေးဖြစ်တော့တလုံးနဲ့လွဲသွားတယ်ဒီပြန်ကန်းတွေအကုန်တိုက်မိတာပဲဆိုတော့တရားမှတော့တလုံးလွဲတာလည်းမပေါက်တာပဲတလုံးလွဲတာဘယ်နဲ့မပေါက်တာပဲဆိုတော့ဒီလိုချင်းတဲ့ဝတ္ထုပစ္စည်းမရတယ်ဒီမှာလည်းပြန်ရတယ်အကုန်ဆုံးလာ냐ဆိုတော့ဓမ္မနဲ့ဓမ္မဝိပဿနာမပါရင်မဉ္ဇဉ်ဘုံညာမရတာပဲရှင်းမလားရှင်းပါဗျာဒါဖြင့်ဒီနေ့ပြောတဲ့ရေးမှာဖြင့်ဒီပြင်ပါပြီစုံတာကိုလည်းဘုန်းကြီးအကုန်ပြောပြပါပြီဓမ္မနုဓမ္မဝိပဿနာဆိုရဲလေးနေရာမှာငါးလည်းမဖြစ်ပါစေနဲ့လေးနေရာမှာသုံးလေးမဖြစ်ပါဘူးလေးကဘောကနန်းကိုသုံးဖြစ်တယ်လကားငါးဖြစ်တယ်လကားအဲ့ဒီသုံးငါးလေးဖြင့်ဥမာတယ်ရှောင်းရတယ်သဘောကျသုံးငါးလေးကလည်းသုံးမဖြစ်စေဘဲနဲ့ဟာလေးဖြစ်အောင်လို့ဖြင့်ငါဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဓဝရိယနဲ့ဉာဏ်စွမ်းကိုအစွမ်းကုန်ကြိုးစားလိုက်လို့ရှိရင်ဖြင့်တခါကျခရီးပေါက်ရရောက်တော့ပါလေသဘောကျနမလို့ရှိရင်အပယ်လေးပဲရောက်မယ်တရားတွေကအဟုတ်လို့သလားမလို့ဘူးလားသူတို့ကစောင့်ကြည့်အဟုတ်လို့သလားမလို့ဘူးလားမစောင့်တော့လေအနုပြသဘောနဲ့ကိန်းမင်းမညာမရဘူးနဲ့ပြင်မဲ့တွန်းချသဘောကျမင်းဒီနဲ့မညာရအောင်ဓမ္မနုဓမ္မဝိနဲ့မင်းလုပ်လိုက်တယ်ငါတို့အကြည့်ကျန်တော့ထုတ်မယ်ကဲဒီလိုစစ်ထိုးနေရတယ်ဓမ္မတွေအခုပြောတဲ့စကားသေးသေးတော်တော်လို့မမှတ်ပါနဲ့အပေကြစေတဲ့တရားတွေကလည်းအနုတ္တိယသဘောနဲ့ခန္ဓာကိုယ်ထဲမှာကိန်းအထယ်တော့မရှိဘူးပေါ့ဗျာအကြောင်းရှိတယ်ရှင်မင်းမညာဘုံညာမရင်တွန်းချမယ်ဆိုတဲ့သဘောကလည်းရှိပါဘူးသူကလည်းတွန်းမယ်ဆဲဆဲကိုယ်ကလည်းလွတ်မယ်ဆဲဆဲမှာဒကာဓမ္မတို့သူကတွန်းမယ်ကိုယ်ကရှောင်တယ်ဒါဖြင့်အရှောင်မှတွန်းမဲ့တရားလည်းစောင့်နေတယ်ရှောင်မဲ့တွန်းရှောင်ရမယ့်ပုဂ္ဂိုလ်ကလည်းတွန်းမဲ့တရားသိနေလို့ဖြည်းဖြည်းရှောင်လို့တော်မလားမြန်မြန်ရှောင်မှတော်မလားအဲ့ဒါခင်ဗျားတို့ကတခါကျွယ်တို့ကကြီးထူမနေပါနဲ့နက်ဖြင်တစ်ဖက်ရွှေ့မနေပါနဲ့သဘောကျ
မှာတယ်ဘယ်နဲ့မှာတယ်ဘာလို့နတ်ပြန်တစ်ပည့်ရွှေ့လိုက်တော့တွန်းမဲ့တရားကနိုင်သွားလို့ရှိရင်အသေးစောတယ်ပြောအသေးစောလို့ရှိရင်ပြန်ဓမ္မတို့မဉ္ဇဉ်ဘုံညာကမရလိုက်တော့သူတို့ဘက်ကအနိုင်ယူသွားကိုရောက်ကြတဲ့ဘက်ပါသွားတယ်ရှင်းညဒါပြန်ဘုန်းကြီးတို့ဓမ္မတွေတွန်းမဲ့တရားရှိရတဲ့အရှောင်သေးတဲ့အလုပ်ကိုလုပ်နေကြမယ်ဆိုရင်ဒီလူတွေမိုက်တာတော့မရှိဘူးဒါလှုပ်စေခြင်းလို့ပြောတာလားပရမတ်နဲ့မှတကယ်ရှိနေတာလားမဲ့နဲ့မပယ်သေးသေးဒီဘဝအကုသိုလ်တွေကလည်းမနှဲထားနောက်ကပါလာတဲ့အကုသိုလ်တွေရောသဘောပါကြဒါတွေကဘာလို့မှာတော့လို့ခွင့်ရဓမ္မတွေကမေးတော့မှာအိုးသူတို့ကတွန်းချမယ်တရားရှင်းညသူတို့ကလည်းဓမ္မတွေအနုတ္တရသဘောနဲ့တော့စောင့်တရားဓမ္မတွေကလည်းကိုဆရာသမားမိပြုပြီးဒီကလာရှောင်မဲ့အကယ်လေးပါးတကားပြိတယ်လို့လှုပ်ခဲ့ဆိုတော့ရှောင်မဲ့လို့တာပဲအဲ့ဒါအရှောင်ကနေနေပြီကိုအတွန်းကစောသွားမှလည်းစိုးရင်အဲ့တော့ဒီဥစ္စာကိုဖြေနိုင်ရဖြေနေလေလေမှားချက်တန်လေလေအချိန်ဆွဲလေလေမှားချက်ပါလေသဘောပါဒါပြန်ဥမာတို့ဘုန်းကြီးပြောတာဒီမြတ်စွာဘုရားဟောတော်မူတာပြောရတာဖြစ်ပါတယ်မြတ်စွာဘုရားဟောတော်မူတာပြောရတာဖြစ်တော့ဘုရားကနှစ်ဖက်မြင်တော့မဲ့တရားလည်းသူမြင်တယ်ရှောင်းမဲ့တရားလည်းသူပေးတယ်ရှောင်းမဲ့တရားလည်းသူပေးတာအဲ့ဒီပေးတဲ့ဓမ္မနုဓမ္မဝိပတ္တိကိုဒကာဓမ္မတွေကမလုပ်လိုက်လို့ရှိရင်တွန်းမဲ့တရားကတော့ပြန်တွန်းတော့မှာတွန်းရင်လည်းဘုန်းကြီးတို့ဒကာဓမ္မတွေပြန်ပြီးမတက်နိုင်ဘူးတဲ့တယ်လည်းကြောက်เสียကောင်းတယ်ဒါကြောင့်သာကိစ္စသမီးကိစ္စဆွေကိစ္စမျိုးကိစ္စရက်ကိစ္စရွာကိစ္စတွေနဲ့ကိုအဲ့ဒါကိုကိစ္စမဟုတ်ဘူးလို့ကိုတခါကျသမီးမှောက်ရတယ်ကိုကိစ္စလို့ဆိုရရမင်းတို့ကခေါ်တာတော့ဟုတ်ကဲ့ငါတွန်းချမယ်တရားဥသွားလို့ရှိရင်ငါကိုယုံနေလိမ့်မယ်ရှောင်ရမယ်တရားငါရည်ကြည့်နေတော့ပြောလိုက်စမ်းပါပြောလိုက်မပြောလိုက်ဒါညာနဲ့နားထောင်တော့မှဒီရေးဟာအိုးသူတို့ကတော့ရက်ကိစ္စရွာကိစ္စဆွေကိစ္စမျိုးကိစ္စစီးပွားရေးကိစ္စနဲ့ကောင်းစီခြင်းလို့ပြောတယ်လို့ဆိုကြတာပဲကို့မှာကဆရာဘုန်းကြီးဟောတဲ့ဘုရားတရားနဲ့ကြည့်လိုက်တဲ့အခါကျတော့သူကောင်းတာအကောင်းစင်မဟုတ်ပါလားကိုရှောင်ရမယ်လို့သာအကောင်းစစ်ပါလားတော့မဲ့တရားမရှိရင်လည်းဘုန်းကြီးကတော့ကြိုက်တဲ့ပြောဖို့ရှောင်ကြီးလိုသေးသဘောပါတော့မဲ့တရားမရှိလို့ရှိရင်လည်းတခါကျွဲခပ်ဖြည်းဖြည်းပေါ့လို့ဘုန်းကြီးပြောရမယ်သဘောကျအဲ့တော့မလုပ်ဘဲနဲ့ဓမ္မနုဓမ္မပฏิပတ်တိဆိုတဲ့ဖြစ်ပြလို့ကိုမလုပ်ဘဲနေတဲ့ပုဂ္ဂိုလ်များတော့မဲ့တရားရှိတာကိုစောင့်နေတာကဲတမဲ့တရားကိုသူမအမ်ကူတော့မဲ့တရားကိုအဲ့ဒါအနာဂတ်ပဲဆိုတာဥမာတယ်မှတ်လိုက်စမ်းမလုတ်တဲ့ပုဂ္ဂိုလ်ကအနာဂတ်ပဲဆောင်မလုတ်တဲ့ပုဂ္ဂိုလ်တခါကျတော့သဘောပါဒါကအင်္ဂုတ္တမလာတာပါဒကာဓမ္မတို့အင်္ဂုတ္တပါဠိတော်မှာဟေးတဲ့တွန်းမဲ့တရားကလည်းတွန်းမဲ့လို့မင်္ဂလာနဲ့ပြင်တွန်းချမယ်လို့သူကဆုံးဖြတ်ချက်ချနေတယ်ကိုကယနေ့မရှောင်လို့ရှိရင်ဒါအနာဂတ်ပဲသိပြီသူစောင်းမျောနေတဲ့ယန္တနဲ့သူတွေ့သွားတာကွာရှင်းမလားဒါရင်ခင်ဗျားတို့လက်ပြင်တစ်ဖက်ရွှေ့နေတာညံကိုစောင်းတာလားဘေးကိုစောင်းတာဘေးကိုစောင်းတာမလေးတရားဓမ္မဆိုဘေးဆိုတာကမစောင်းအောင်ရှောင်ရတယ်နော်ခင်ဗျားတို့ကဘယ်နဲ့ဖြစ်နေစောင်းပါဟာတကယ်ကျွဲသတ်မဲ့လူစောင့်နေတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဖြင့်အမိတ်ကြီးစားဖြစ်ရမှာမဖြစ်တယ်ဘူးလားဖြစ်တယ်ပါဒါကြောင့်တရားကိုမဟောမီဒါဟာကျမ်းဂန်တွေအမျိုးမျိုးညှိပြီးဒီကလာတရားဓမ္မတွေကိုကိုယ်ရေးကြည့်ကြောင်းကိုသိပါစေကြလို့အင်္ဂုတ္တတွေကဟာဒီယူပြောနေတာမှန်ပါဗျာဒီမှာတော့ပေါ်လားပေါ်ပါဗျာခမရတို့မှာမလုတ်ဖဲနေလို့ဓမ္မနုဓမ္မပฏิပတ်တိမလုတ်ဖဲနေလို့ရှိရင်ဖြင့်သေဆိုးရှည်กว่าဘယ်နဲ့ဆိုသေဆိုးရှည်ပါဗျာဘာကြောင့်လို့ဆိုတော့အနာဂတ်ဘေးဆောင်နေလို့ဘယ်လိုဆိုကြအနာဂတ်သရဂရမတို့ဥပိ္ပနာဘေသေဘေကလည်းတွေ့ရမှာရှိရကိုဗျာ
ပြီးတော့နောက်ကဥပပိလိကဥပ္ပစေကဥပဂါကကံတွေကလည်းနောက်ကတွန်းချမလို့ဒါကိုရှိရပြီခင်ဗျားတို့ကစဉ်းစားကြကံဖြတ်တဲ့မဲ့မှမရသေးတော့စောင့်နေတယ်ဆိုတော့မသိကြဘူးကံဖြတ်တဲ့မဲ့ကိုမရသေးအဲ့ဒါကြောင့်ဘုန်းကြီးကတခါကျွယ်ရေးကြီးပြောတယ်ကဲမှတယ်ပေါ်လာခင်ဗျားတို့ဒီဘုန်းကြီးတွေပြောဆိုမှုဘုရားတို့ဤဆုံးမမှုကိုမလိုက်နာတဲ့ပုဂ္ဂိုလ်ဖွင့်ခဲ့လို့ရှင်းဖြင့်တဲ့ခင်ဗျားတို့တွန်းချမယ်လူစောင့်ပြီးရှောင်ဖို့ရအလုပ်ကိုအရေးမကြီးတဲ့အချိန်မိမိပါဝင်သွားမပါဝင်ဘူးလားသေးသေးချာချာညာနာနဲ့ထောင်ကြည့်ပါ။နှက်ပြင်တစ်ပတ်လာရင်နှစ်တည်ရွှေ့နေတဲ့ပုဂ္ဂိုလ်တကားတစ်ဘယ်လိုပုဂ္ဂိုလ်လဲသွန်းပါမယ်။အနာဂတ်ဘေးဆောက်ဒကာဓမ္မတွေပါဆောင်အဲ့တော့ခင်ဗျားတို့ပြောရင်ပြောရင်စကားတဲ့မှာဖြင့်ဒီအနာဂတ်ဘေးဆောက်တဲ့အတန်တွေပါတော့သို့တော်တမညနာဘုလိုအင်္ဂုတ္တပါဠိတော်ကြီးတွေဘုရားသခင်ကိုရမကြီးဟောတာတွေမကြားဘူးတော့ဟိုရည်ရွယ်ချက်ကောင်းရှာတာပဲဒီလိုပြောလိုက်ဘယ်လိုပြောမလဲဘုန်းကြီးတို့ကမကောင်းဘူးကွာဘုရားကမကောင်းဘူးကွာမင်းတို့ကလားမင်းတို့မိတ်ဆွေချင်းမို့ရည်ရွယ်ချက်ကောင်းရှာတယ်လို့ဂုံလိုက်ပြီးပြောတာစင်စစ်ကသူစီကားလို့ရှင်လက်ရွှေရက်ရွှေဆိုတာအနာဂတ်ဝေးဆောင်နေတာပေါ်ကလားပေါ်ပါဗျာအဲဘုန်းကြီးတို့ဓမ္မတွေအနာဂတ်ဝေးကလည်းဧကံရှိနေတဲ့အထက်မှာစောင်းလုံးကသန်းနေဦးမဲ့ဓမ္မနုဓမ္မဝိပါတိရှောင်းလုံးကိုမလုပ်တော့ဘူးဆိုလို့ရှိရင်ဖြင့်ခေါင်းကပြည့်တွေ့စုအကုန်ဟောတိကံဖြေပြည့်တွေ့စုတယ်အကုန်ဟောတိကံဖြေဥမာတယ်ဒီလောက်နာတာရှိသေးပြည့်တွေ့စုတွေပါဖြစ်တယ်ကဲဒါကြဒီတဲ့နာတာတော့မရှိပါဘူးဒါဖြင့်ဒီနေ့ပြောတဲ့မြတ်စွာဘုရားအနာဂတ်ဘေးဟောတဲ့နေရာဌာနကြားရပွက်နိုင်တဲ့အခြေအနေရှိပါရဲ့ဆိုတော့တစ်ချက်တည်းလို့ဆိုတာနဲ့လေဥမာတယ်တစ်ထပ်တည်းပြောတာတစ်ထပ်တည်းပဲမဟုတ်လားအဲ့ဒါကပါဠိတော်တွေအမျိုးမျိုးညှိပြီးကြတာဘုရားဟောတော်မူတာဒီပြောနေတဲ့တရားလို့သိသိချာချာမှတ်ပါစကားပြောနေတာမဟုတ်ဘူးတရားပြောနေရင်းမိပြီနော်ကောင်းပြီဒါဖြင့်ဒကာဓမ္မတို့စုံပြီးသားပုဂ္ဂိုလ်မှာဘာလို့သုံးတကားသိမမေ့ပါနဲ့အေးရနခုဘောလက်တန်ပြီးဒီကလာအိမ်မဲ့ကြရင်မင်းပဲချိုးစားတော့ကိုမေးပါမင်းဆရာကောင်းတွေ့ရလားတွေ့ပြီသာသာကောင်းတွေ့ရလားမေးကြည့်သူဘယ်လိုပြေမဲ့သင်လုံးခန္ဓာသစ္စာတရားများမင်းဟောရတဲ့ဆရာသမားများတွေ့ကြလားမေးကြည့်တွေ့ပါဘူးမင်းတော့ထုံတဲ့နာမည်ပါရလားလို့မေးကြည့်ပါပါဗျာဒါဖြင့်မင်းပါလို့နေလေတော့မင်းတစ်ခုတည်းလို့တော့ပါလားပါပါလိမ့်ဒါဖြင့်ဗျာဒီကဏ္ဍလေးတစ်လုံးတိုးလိုက်ရတာနဲ့ဥမာရင်ကျွတ်တို့မှာအလွန်ကျေးဇူးများပါလို့များပါဗျာများပါဗျာအဲ့ဒါကြောင့်တခါကျွဲဩတို့ဓမ္မနုဓမ္မပရိပတ်တိအလုတ်ကလေးတစ်ခုတည်းပါတခြားတွေကဖြင့်တို့ကြိုးစားခဲ့ကြတော့ခရီးပေါက်ကုန်ဒီတလုံးချော်တာနဲ့တသံဃာလုံးမျောရမယ်ဆိုလို့ရှိရင်ဖြင့်တို့တော့မိုက်တွင်းနေတာမရှိဘူးဆိုလိုက်မဆိုလိုက်အဲ့ဒါတခြားသောဘုန်းကြီးကပြောလို့ရှိရင်ခင်ဗျားတို့ကဩဘုန်းကြီးကလည်းတရားဓမ္မတွေအာထုစိတ်ရှာခြင်းရှာလုံးလို့အာထုစိတ်ခြင်းရှာလုံးလို့ခင်ဗျားတို့ဒီလေလေးပြေမထိုးပါနဲ့ဥမာရမထိုးနဲ့အာထုရှာခြင်းလုံးလို့မဟုတ်ပါဘူးရှုံးချက်တန်လို့ပြောတာသဘောပါကြအာထုစိတ်ခြင်းလားရှုံးချက်တန်လို့လားဘုန်းကြီးဟောတာကတော့အရှုံးမြတ်ကိုတွက်ပြီးဒီရှုံးချက်ဟာအကုန်နိုင်လာပြီးမှဒီတစ်ချက်ကြမှာရှုံးတယ်လို့ပြောသဘောကျခင်ဗျားတို့အထုတ်တာခင်ဗျားတို့အေးပါဟုတ်ဘူးလားရှုံးတာမရှုံးတာမတွက်တတ်ပါဆိုလို့ဥမာတယ်ရှုံးတွက်ပြပါဓမ္မနုဓမ္မပရိပတ်တိတလုံးနဲ့ရှုံးလိုက်တယ်တခါတည်းကိလေသာအကုန်နိုင်သွားမနိုင်ဘူးလားဒါပဲကိလေသာစင်မှန်လို့ခံရလို့ရှင်30ဘုံဟာတဲ့ကျွတ်တွေ့အယုံမြုပ်เสียတဲ့နေရာပဲတပည့်ကြ30ဘုံလုံးမြုပ်เสียနေရာတွေပဲဆိုရင်ရောမလွယ်ပါဘူး
ဘယ်နဲ့ကြောင့်တော့အလောင်းတွေထပ်ပြီးဒီကလာဘုရားတခုကြမြေကြီး73မိုင်တက်အောင်ကိုရိုးတွေမြုပ်ရပါလိမ့်မလို့ဆိုတော့ဓမ္မနုဓမ္မဝတိပတ္တိတစ်ချက်တည်းချော်တော့ညာနဲ့ချော်တာဒကာဓမ္မဘုဒ္ဓံပြောနေလို့တန်းနေတာလားတဲ့အမှန်တရားလားလို့ဆိုတော့လည်းကဲခက်ကြည့်အမှန်တရားပြောအမှန်တရားပါတဲ့ကံရုပ်ပါဠိတော်ကြီးမှလည်းတဲ့မင်းတို့ဝေပုံလတောင်တော့တစ်ချက်လွဲရင်နာလိမ့်မလို့ဝေပုံလတောင်ဆိုတဲ့ဒီနေ့ကပြောခဲ့တဲ့၄ရက်တည်း၄ရက်ချင်းလူတယောက်အယိုးတွေဟာဒီတစ်ချက်လွဲသွားရင်လူတယောက်အယိုးတွေဟာ၄ရက်တည်း၄ရက်ချင်းလောက်ကုန်ပြီးတော့မှကိုယ်ကမှကျွတ်မယ်ဆိုတော့သိရကြပါမလားသိရပါဘူးတပါလွဲသွားတာတော့ငါကျွတ်မှရင်တော့ဖို့တန်တဲ့အဖြစ်မရှိတော့ပါဘူး။ဒါဖြင့်အလွဲခံကြမလားမှန်ပဲဖြစ်အောင်လုပ်ကြမလားဆိုတာဖြင့်မေးဖို့လည်းမလိုတော့ပါဘူး။ဒါတော့နဲ့ဖြင့်တပည့်တို့ဒီဘဝအရှုံးမပေးတော့ဘူးဗျာ။ကိစ္စဒုံပဲလှုပ်လိုက်ပါတော့မယ်ဆိုပြီးဒီကလာဆုံးဖြတ်ရရှာ။တပည့်ကြတိုက်တွန်းလုံးလာဥမာရီဖြစ်စဉ်ကြိုက်လား။တိုက်တွန်းလုံးမဟုတ်ပါဘူးတိုက်တွန်းလုံးဖြစ်နေဝေဘူးလိုက်တောင်ကြီးကိုဘုရားကထည့်မဟောပါဘူးပေရတယ်ကိုလည်းဘုန်းကြီးကထည့်မဟောပါဘူးသဘောကျဘုရားကဒုံလဘ6ပါးကိုလည်းထည့်မဟောပါဘူးသဘောကျဘုဒ္ဓလဘ6ပါးနဲ့တပါးလေးလို့လားနဲ့နာသွားတာနာဘူးလေကဲဒါပြန်တကားတဲ့ဘာတစ်ခုဟာကျွတ်တို့အရေးကြီးဆုံးချက်ပါလိမ့်မလဲဆိုတာယနေ့ပေါ်ပါလေဥမာရဘာပေါ်ရှင်းမလားအားလုံးတရားဓမ္မတွေနာယူနာခြင်းနဲ့တရားကိုမနာလိုက်ပါနဲ့။အော်တို့ရေးပါကြံသေးတုံးဆိုတော့ဥစ္စာတို့ရေးစုံမှာပေါ့လားတဖုံနဲ့ကြံပါတော့လားကြံတဲ့ရေးအကုန်စုံပြီဓမ္မနဲ့ဓမ္မပရိပတ်တိတစ်ခုလားကြံတော့တယ်ဆိုလို့ရှိရင်နောက်ဆုံးမိတ်ခြေလမ်းလေးခုံနှမ်းလိုက်တာပေါ့သဘောကျနောက်ဆုံးမိတ်ခြေလမ်းလေးခုံနှမ်းလိုက်လို့ရှိရင်ဟိုမှာပဲကန်းဆိုတဲ့နိဗ္ဗာန်ရောက်ပါတယ်မရောက်เสียရှိသေးရဲ့ရှိပါဘူးကဲတကယ်ကျဒီလောက်ဆိုလို့ရှိရင်ကိုရေးရကိုတွက်ကိန်းလေးရပါလားရပါဘူးဥမာရရလားရပါဘူးဒါရင်ဒီတွက်ကိန်းကိုဖြင့်ကဲကြိုးစားပြီးဒီကလာဓမ္မနည်းဓမ္မပတိတလုံးဖြည့်တော်မယ်ဆိုတာယနေ့အကြီးကျယ်ဆုံးဖြတ်ချက်ဘာမှမလိုဘူးခင်ဗျားတို့ဘာလို့ရမလဲဓမ္မနည်းဓမ္မပတိပါတိတလုံးဟာဖြင့်အလွန်အရေးကြီးခေါင်းကကြာပြီးရေးပေါ်ပင်တဲ့ညာဆိုတဲ့နေအောင်ကြီးနဲ့မတွေ့ရနေအေးနဲ့မတွေ့ရရင်ဥမာတယ်ပွန့်ပါမုံပြီးဒီကလာတခါလေသူ့ရဲ့လက်ကုံသွားတဲ့အတွက်ကြံမုံကြံမြုံဖြစ်သွားမနာဘူးလားသဘောပါဒါကြောင့်သုံးပြီးသားပုဂ္ဂိုလ်ကအလုံးစုံဆုံးတဲ့အထက်မှာတစ်ခုလေးဖြည့်ရရှိတဲ့ဥစ္စာတခါကျေဖြည့်ကြီးဖြည့်လိုက်ပါမှန်ပါဘုရားကတော့ဖြင့်ရိုးကြည်ကြည်အေး66လုံးလိုက်ပါကွာဆိုတာသူပြောစင်မပြောတာဝိပဿနာလုပ်လို့အယုကြည်တယ်တခုမှမရှိဘူးဘာကြအရေကော60မစမ်းမကောက်ပဲနဲ့လောက်ရတာမှမဟုတ်ပဲတခိုင်နဲ့တော့လောက်ရတာမှမဟုတ်ပဲမင်းစီတေပသာရိတေဖြန့်ပြီးခြေတော့ဆန်းတဲ့အခါလဲဆန်းလုံးနိုင်တယ်ပြောတာကိုယ်တဲ့ကောင်ကိုယ်လုံးနိုင်သွားတဲ့ကောင်ကိစ္စတော်ကိစ္စမိတိပဲကိုယ်လည်းလုံးနိုင်တယ်ပြောတော့ဘယ်ကကအယုကြည်ရရှိရသို့တော့ဘုရားသခင်ကိုရမကြီးကယောက်ျားရဲ့သုံးအားဆိုတာစိတ်ထားတော့မြင့်မြတ်ရမှာกว่าခေါ်လိုက်ရှင်းမလားရှင်းပါပြီယောက်ျားရဲ့သုံးကားဒီယုကြည်ရေ၆ပဲကြီးกว่าဒီမညာဘုံညာမပွင့်ရရင်ဖြင့်မနေဘူးกว่าဆိုတဲ့စိတ်ထားမြင့်မြတ်ပုံကိုဒီတိုင်းထားပါလို့ပြောတာမှန်ပါဗျာပေါ်ကြဗလားမှန်ပါဗျာအဲဒါဖြင့်ဒကာဓမ္မတို့ဓမ္မနုဓမ္မပฏิပတ်တိလောက်တာဖြင့်အလွန်ရေးကြည့်ပေါ်ဆိုတဲ့ဥစ္စာဖြင့်ဘာမှခင်ဗျားတို့ဆင်ခြင်မလဲနဲ့သူပြီးတော့မှာပဲသာဆုံးတဲ့ချင်းမှန်ပါဗျာသူပြီးရင်ပြီးပါပါဗျာဒါကြောင့်လေးစားစားနဲ့ပြောနေတယ်ဆိုတော့လေဥမာရင်ရိပ်မိပါရိပ်မိပြီ
လျှော့စိတ်တစ်လုံးမှမထဲလိုက်ပါနဲ့ဆိုတာကိုလည်းပါရမီတွေစုံပြီးသားလို့ပြောပါတယ်ရှင်းပြီနော်ရှင်းပါပြီ